ဇနီးမောင်နှံနှစ်ယောက်ဘဝမှာလက်တွဲကြပြီဆိုတဲ့အခါဇနီးတဲ့လှုပ်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့ဘဝချင်းပေါ်အမျိုးသားပေါ်မှာဘယ်လိုဆက်ဆံတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မြတ်စွာဘုရားကဒီ9မျိုးခွဲခြားပြီးတော့ဟောကြားတာဒါဟာအဲ့ဒီခေတ်ကလူနေမှုစနစ်မှာဒါတွေရှိနေတယ်လို့ဆိုရမှာအိန္ဒိယနိုင်ငံရဲ့လူနေမှုစနစ်မှာလူတွေရဲ့အတိုင်းဝိုင်းမှာမိသားစုဘဝတွေမှာအိမ်အောင်တဲ့ဘဝတွေမှာအိမ်အောင်ရှင်အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားခွဲခြားဟောကြားလေးရှိအဲဒီခွဲခြားဟောကြားတဲ့တဲ့ဒီ9မျိုးနဲ့ဟောတယ်တခါတရံကျတော့အိမ်တော်ဘက်အနေနဲ့မြတ်စွာဘုရားဟောတာလည်းရှိတယ်ဇနီးမောင်နှံနှစ်ယောက်စလုံးကိုချင်းသီလမရှိဘူးဇနီးမောင်နှံဇနီးကတော့ကိုချင်းသီလရှိတယ်အမျိုးသားကိုချင်းသီလမရှိဘူးအမျိုးသားကကိုချင်းသီလရှိတယ်ဇနီးလို့တဲ့ပုဂ္ဂိုလ်ကိုချင်းသီလမရှိဘူးနှစ်ဦးစလုံးကိုချင်းသီလရှိတယ်ဆိုတဲ့အိမ်တော်စုနဲ့ပတ်သက်ပြီးတော့၄မျိုးခွဲခြားဟောတာလည်းရှိအခုတခါဇနီးတဲ့တွေနဲ့ပတ်သက်ပြီးတော့ဝိသခရဲ့မြင်မှသူဇာတာကိုဆုံးမဖို့ဆိုပြီးတော့မြတ်စွာဘုရားဇနီးတဲ့9မျိုးကိုခွဲခြားပြီးတော့ထိုခေတ်ထိုကာလမှာလည်းပဲဒီ9မျိုးတွေကတစ်မျိုးမျိုးတော့ရှိကြပါသိကြတယ်ပေါ့အဲ့ဒါကိုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားကဟောတာအဲ့ဒီမှာဝတ္တကသမသူတ္တသမားနဲ့တူတဲ့လူတ္တသမားနဲ့တူတဲ့အိရှင်မလူတ္တသမားနဲ့တူတဲ့ဇနီးဆိုတာဘယ်လိုဇနီးလဲလို့ဆိုမိမိရဲ့ချင်းပေါ်အမျိုးသားယောက်ျားပေါ်ပဋုဋ္ဌစိတ်တာအမြင်ကတ်တယ်နော်တခါတရံကြတော့အိမ်တော်ပြုတ်ပြီမဲ့လို့တဦးနဲ့တူချစ်ခင်မှုမရှိကြတာတွေကရှိတတ်သေးတယ်အဲဒီမှာအမြဲတမ်းအမြင်ကတ်နေတာတွေကရှိတတ်တယ်ပဋုဋ္ဌစိတ်တာစိတ်ထဲမှာဘယ်တော့မှမနှစ်မြို့ဘူးအာဟိတနုကံပြီးအကောင်းဘယ်တော့မှမပြောသူ့ရဲ့အကျိုးစီးပွားဘယ်တော့မှမကြည့်ဇနီးမောင်နှံနှစ်ယောက်အတူနေအတူထိုင်တော်လည်းပဲတဦးနဲ့တူမျက်နှာချင်းမဆိုင်တာတွေတွေ့ရဘူးတဲ့ပေါ့အရာထဲမှာဆိုမခေါင်မပြောနေကြတာလည်းတွေ့အထူးသဖြင့်တောရွာမှာဆေးပြင်းလိတ်ကြီးတွေဖွာပြီးတော့စကားပြောတဲ့အခါမှာကြောပေးပြီးတော့ဆန့်ကျင်ဘက်တွေပြောနေကြတာတွေ့ရတယ်ငယ်ငယ်တော့နော်ဆန့်ကျင်ဘက်တွေပြောအိမ်အောင်ပြုတ်ထားတော့လဲတချို့ကလုံးဝမချစ်တာရှိသေးတယ်ကဏ္ဍတိပါယနာစမှလာတဲ့မိသားစုလိုပဲသားကလေးတယောက်ရောက်ရသွားလို့သူတို့ကိုးကွယ်တဲ့လူဘဝတော်ကတငယ်ချင်းယသိကြီးစီသွားလေကြဇနီးမောင်နှံနှစ်ယောက်သွားလေတဲ့အခါမှာယသိကြီးနဲ့စကားစပြီးပြောနေတာသင်္ကန်းကျောင်းလေးပေါ့ကလေးလှုပ်တဲ့ကလေးလေးဆိုတော့လူကြီးတွေစကားပြောနေတဲ့အခါမှာချင်းလေးနဲ့ဆော့ကစားတယ်တဲ့ဆော့ကစားတော့သူ့ချင်းလေးကတွင်းနဲ့ကြပါအဲ့ဒီတွင်းနဲ့ကြတဲ့အချိန်လေးမှာသူကြသွားတဲ့ချင်းလေးကိုလက်နဲ့နှိုက်တာအဲ့ဒီတွင်းထဲမှာကမွေဟောက်တစ်ကောင်ကရောက်ချင်းကလေးကြကြတဲ့ကမွေဟောက်ကစိတ်ဆိုးနေတာသူ့ခေါင်းပေါ်မှာ
ကစားတဲ့အချိန်ကသူ့ခေါင်းပေါ်ကျထားလို့စိတ်ပေါက်နေတဲ့အချိန်မှာကလေးကလက်နဲ့နှိုက်လိုက်တယ်မမြင်ဘူးအဲ့ဒီအချိန်မှာမွေဟောင်းကစိတ်ဆိုးဆိုးနဲ့ကလေးရဲ့လက်ကိုပေါက်လိုက်တာတုံးငနဲ့နေတာပဲအဲ့ဒါကလေးလေးမွေကြိုက်ပြီဆိုတာသိတော့အမေရောအဖေရောစိုးရင်တကြီးနဲ့ဆင်းလာကြအစိတ်တွေနဲ့မိန်မောနေတယ်သို့တော့အသက်တော်ရှူနေတယ်တော်တယ်ဆိုတော့တခြားအားကိုးစရာမရှိဘူးသစ္စာပဲဆိုရမယ်သစ္စာဆိုကြတဲ့အခါမှာသူတို့ရဲ့သဘာဝတွေပေါ်လာကုန်နော်သစ္စာဆိုတော့အမျိုးသမီးလုပ်တဲ့ပုဂ္ဂိုလ်ကဘယ်လိုသစ္စာဆိုတော့ဆိုသစ္စာကြတော့အမှန်ပြောရမှာလိန်ပြောရင်ဖြစ်မှာမဟုတ်ဘူးအဲ့တော့ဟောဒီကလေးလေးအဖေနဲ့အိမ်အောင်သာကြာပြီးကလေးတယောက်သာရတယ်သူ့ကိုဟောဒီကလေးလေးကြိုက်တဲ့မွေးဟောက်ကြီးလို့မုန်းတယ်သစ္စာဆိုနော်မွေးဟောက်ကြီးလို့မုန်းတယ်ဤမှန်သောစကားကိုဆိုရသောကြောင့်ကလေးလေးရဲ့အနမှာရှိတဲ့အစိတ်ကလေးရွှေလျောပါစေဟိုလူကမျက်လုံးပြူးနော်ဒါမျိုးလည်းရှိဒီလိုပဲအမြင်ကတ်တယ်မုန်းတယ်သို့တော့ဘဝအခြေအနေကြောင့်အတူတကွနေရတော့လည်းပဲချစ်တဲ့စိတ်မရှိဘူးဒေါသနဲ့အမြဲတမ်းမုန်းတီးတယ်အကျိုးစီးပွားကိုမလိုလားဘူးပြောတာကကိုရှင်ငန္တာကတယောက်အိမ်အောင်ကြတာကတယောက်ဆိုရင်အမျိုးတွေကလည်းရှိတတ်တာဟုတ်တော့ကအဲ့တော့အဲ့ဒီမျိုးသမီးကမိမိအိမ်အောင်ကြတဲ့အိမ်အောင်ဘက်ကိုအမြဲတမ်းအမြင်ကပ်နေပြီးတော့တခြားသူမျက်နှိုးတဲ့ပုဂ္ဂိုလ်တယောက်ပေါ်မှာစိတ်ရောက်အမြဲတမ်းစိတ်ရောက်နေတဲ့အခါကျတော့ဘာလုပ်ဖို့ကြိုးစားတော့ဆိုအမြဲတမ်းသူသေပါစေငယ်ငယ်တော့ကြားတယ်ဒီမသားကြီးကသေးကိုမသေးနိုင်ဘူးလို့ဆယ်ချိန်သေးတာတွေ့တယ်နော်မသေးနိုင်ဘူးဆိုပြီးတော့ချိန်သေးတာတွေ့ရအဲ့ဒါလို့သေစေခြင်းနေတာတတ်ဖို့ကြိုးစားနေတာတနည်းနည်းနဲ့သေပါစေဆိုတဲ့စိတ်နဲ့ပေါင်းတင်နေတဲ့ဇနီးဟာဝတ္တကသမာချစ်ခင်မှုလုံးဝမရှိဘူးမိမိယောက်ျားပေါ်မှာမေတ္တာခမ်းနေတယ်သေအေးတာပဲလို့တွက်တဲ့ဇနီးတယ်ယောက်ျားပေါ်မှာအဲ့ဒါလို့စိတ်ထားတဲ့ဇနီးတယ်ဝတ္တကသမာလို့ခေါ်တယ်တဲ့သူတတ်နဲ့အလားတန်တူတယ်လို့မြတ်စွာဘုရားရှင်းပြအဲ့ဒါလို့မျိုးသမီးဟာသူတတ်နဲ့တူနောက်ဒုတိယစောရိသမာသခိုးနဲ့တူတဲ့ဇနီးတယ်ဆိုတာဘယ်လိုဟာမျိုးတော့ယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကအပြင်ထွက်လှုပ်တယ်လှုပ်ဟောပစ္စည်းဥစ္စာတွေရှားလာပြီးတော့အထားလို့ရှိရင်အဲ့ဒီအထားတဲ့ထဲကနေပြီးတော့သူကခုခေတ်စကားနဲ့ပြောရင်ဗတ်ထားတယ်နော်ဒီတဲ့နည်းနည်းရှေးကြတဲ့စကားနဲ့ပြောရင်တူထားတယ်ပေါ့သူအပ်တဲ့ပစ္စည်းတွေကနေပြီးတော့သူကဖွက်ထားပစ္စည်းတွေကိုဖတ်ထားတယ်ခိုးထားတယ်ပေါ့နော်အဲ့ဒါလို့လဲလုံးလေးလှုပ်ထားရှိတယ်တဲ့ဘုဒ္ဓဂါကြီးတွေကတော့ရိုးတဲ့အခါကျတော့ဘာမှမသိဘူးရိုးတဲ့အခါကျဘယ်မှမသိဘူးတစ်ခါတလေဟိုကပျောက်သလိုလိုဒီကပျောက်သလိုလိုနဲ့ယူတဲ့လူကကိုယ့်ရဲ့ဇနီးတွေဖြစ်ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလိုပစ္စည်းတွေကိုခိုးဝှက်ပြီးတော့ထားတတ်တဲ့
ဇနီးတဲ့မျိုးဒီထဲတော့ပါမယ်မဟုတ်ပါဘူးနော်ဒါကသူ့စာတာကိုမြတ်စွာဘုရားအမျိုးသားတွေခွဲဟောနေတာလောကကြီးမှာရှိနိုင်တာကိုပြောတာပါအဲ့ဒီလိုဇနီးတဲ့ဟာတခိုးနဲ့လာသရံတူတဲ့ဇနီးတဲ့ပါတဲ့ဟောနောက်တတိယမြောက်ကြတော့အယသမအရှင်သခင်မနဲ့တူတဲ့ဇနီးတဲ့ယောက်ျားပေါ်မှာဆက်ဆံတာသူကအရှင်သခင်လို့ဆက်ဆံမိမိရဲ့ကြေးကျွန်ခိုင်းပတ်လို့ဆက်ဆံနော်မိမိရဲ့ကြေးကျွန်ခိုင်းပတ်လို့ဆက်ဆံအဲ့ဒီဇနီးတဲ့ကတော့သူကအလုံးလုံးချင်မှုပြင်းတယ်ပြင်းဝင်တယ်မကဘူးအစာကြိုက်စာကြည့်စိတ်ပါစတွေ့ဦးလိုက်မယ်အမြဲတမ်းဝါနာသူလည်းပါစအာမထားဘူးအမြဲတမ်းဝါနေတယ်စာကြည့်တယ်စာကြည့်ုံနဲ့မကဘူးနှုတ်ကြမ်းတယ်ကိုကြမ်းတယ်စကားပြောကြမ်းတယ်အဲ့ဒီလိုအရှင်သခင်ကအလုသမားတွေကျိမ်းမောင်းနေတယ်လို့ပဲယောက်ျားပေါ်မှာအဲ့ဒီလိုဆက်ဆံတာရှိကြမ်းကြမ်းထန်ထန်နဲ့ဆက်ဆံတဲ့ဇနီးတွေလည်းတွေ့ရတယ်တချို့ကြတော့ရှင်ကျေးတယ်မကြမ်းဘူးမကြမ်းမိမဲ့လို့သူကနုနုညံ့ညံ့လေးပြောပြီးခိုင်းတာဟိုလူကြီးတွေကလှုပ်ရှားတယ်လှုပ်ရှားဒီခါတော့တွေးနေတာပဲရတဲ့မှာဆိုသိတွေးရတယ်အာရကလေးချီထားပြီးတော့အကိုကြီးဟိုလေးယူပေးစမအောင်ဒါလေးလုပ်ပေးစမအောင်လဲဆိုခိုင်းတယ်လုပ်တယ်ဟိုလူကအကုန်လုပ်ပေးနေအဲ့ဒါလိုမျိုးလည်းပဲလောကကြီးမှာရှိတယ်ပေါ့ကိုယ့်ယောက်ျားကိုခိုင်းပတ်လို့သဘောထားပြီးတော့ဆက်ဆံတဲ့အမျိုးသမီးမျိုးကိုအယသမလို့ခေါ်အရှင်သခင်မနဲ့ဆက်ဆံတဲ့အမျိုးသမီးလို့ဒီလိုပြောတာနောက်တစ်ခါမာတာသမမိမိရဲ့အမျိုးသားပေါ်မှာမိခင်လိုအကျဉ်းတရားကြီးမားတဲ့အမျိုးသမီးမျိုးကလည်းရှိဇနီးတဲ့မျိုးကလည်းရှိတယ်ဘယ်တော့ဖြစ်ဖြစ်ကိုယ့်ယောက်ျားကိုသားတစ်ယောက်လိုပဲမိခင်စိတ်သက်မွေးပြီးတော့ပြုစုတယ်ယူရတယ်အကျဉ်းတွေထားတယ်အမေကသားသမီးပေါ်မှာစောင့်ရှောက်တယ်လို့ပဲဇနီးတဲ့ကကိုယ့်ရဲ့လင်သားပေါ်မှာစောင့်ရှောက်တယ်ယူလာတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ထိမ့်စောင့်ရှောက်ပေးတယ်သားယူလာတဲ့ပစ္စည်းကိုမိခင်လုပ်တဲ့ပုဂ္ဂိုလ်ကမပြောင်းမပြဲအောင်ထိမ့်စောင့်ရှောက်တယ်လို့ပဲဇနီးတွေလုပ်တဲ့ပုဂ္ဂိုလ်ကမိခင်စိတ်နဲ့မိမိရဲ့ကျင့်ပေါ်ကျင့်ဘက်ကိုစောင့်ရှောက်တာတဲ့အဲ့ဒီအမျိုးသမီးမျိုးလည်းလောကမှာရှိတယ်အဲ့ဒီဇနီးမျိုးလည်းလောကမှာရှိတယ်အဲ့ဒီဇနီးမျိုးကိုမာတာသမမိခင်နဲ့အလားသဏ္ဍာန်တူတဲ့ဇနီးတဲ့ဒီလိုဆိုတယ်နောက်နံပါတ်5အမျိုးအစားရတယ်ပဋိနိသမနှမလေးလိုမိမိရဲ့အိမ်တော်ဘက်ပေါ်မှာနှမလိုသဘောထားပြီးတော့နှမကမောင်ကိုအကူကိုစောင့်ရှောက်တယ်လို့ကျင့်တရားနဲ့စောင့်ရှောက်တဲ့ဇနီးတဲ့မျိုးလည်းရှိတယ်တဲ့မိမိတဲ့အသက်အကိုတို့အငယ်ဖြစ်တဲ့နှမငယ်ကတလေးတစားဆက်ဆံတယ်စောင့်ရှောက်တယ်အရှက်တရားရှိတယ်သူ့အကြိုက်အတိုင်းလိုက်ပြီးတော့လှုပ်တယ်ဆိုတဲ့ဇနီးတဲ့မျိုး
အလိမ္မာပူတဲ့ဇနီးတဲ့မျိုးဒါမျိုးလည်းရှိတယ်တဲ့အဲ့ဒါကပခိနီတမာလို့ခေါ်တယ်နံပါတ်6ကျတော့သူကတခိတမာငယ်ငယ်တုန်းကကျောင်းနေပဲစာသင်ပဲတငယ်ချင်းအဲ့ဒါလို့ဘယ်လိုတန်းတို့တငယ်ချင်းလို့ဆက်ဆံတဲ့မိမိကျင်မောကျင်ဘက်ပေါ်မှာယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ပေါ်မှာတငယ်ချင်းလို့စိတ်သဘောထားပြီးတော့တငယ်ချင်းပေါ်မှာခင်းတယ်လို့ခင်းတဲ့ဇနီးတဲ့မျိုးကလည်းရှိတယ်တဲ့သူကတော့ဘယ်လိုလုပ်တာလဲဆိုကိုယ့်ရဲ့အမျိုးသားကိုမမြင်လိုက်နဲ့မြင်လိုက်ရင်တငယ်ချင်းတယောက်ကိုတွေ့ရတယ်လို့ပဲဝမ်းသာတယ်တငယ်ချင်းတယောက်အိမ်ရောက်လာလို့ရှိရင်ဝမ်းသာစကားပြောတယ်လို့ပဲတငယ်ချင်းလို့ဆက်ဆံတယ်ပေါ့နော်ဒီလိုဆိုလို့တငယ်ချင်းလို့ဆက်ဆံကိုချင်းသီလရှိတယ်တလေးတစားနေတယ်အဲ့ဒါမျိုးကိုတခိတမာလို့မိတ်ဆွေတငယ်ချင်းနဲ့လားတယ်တူတယ်ဇနီးတယ်တဲ့နောက်9ခုမြောက်ကြတော့ဓာတိတမာဓာတိတမာဆိုအလုတ်ကျွေးပြုတဲ့ချေးချွန်တဲ့ပွဲမိမိရဲ့ယောက်ျားပေါ်မှာနှိမ့်ချပြီးတော့ဆက်ဆံပြီးတော့အလုတ်ကျွေးပြုတဲ့အမျိုးသမီးသူကြတော့ဘယ်လိုတုံးဆိုတော့ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကဆဲဆိုးကျိန်မောင်တီးခံပြီးတော့ဘာမှပြန်မပြောယောက်ျားရဲ့အကြိုက်တိုင်းလိုက်ပြီးတော့နေတဲ့ဇနီးတဲ့ပြောရလို့ရှိတယ်အဲ့လိုအမျိုးသမီးတွေလည်းတွေ့ရဆဲဆိုးဘာလို့အပြုံးမပြတ်နေတာအဲ့ကြတော့ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ဘေးကလူတွေကအမြင်ခတ်ကြဒီလူကြီးကအနိုင်ကျင့်လွန်ကြည့်တယ်အဲ့ဒီအမျိုးသမီးမျိုးဓာတိတမာဇနီးတဲ့မျိုးဓာတိတမာလို့အဲ့ဒီလိုလောကကြီးမှာအိမ်တော်ရသားကြထားတဲ့အမျိုးသမီးတွေ9မျိုးတောင်မှခုလိုမြတ်စွာဘုရားခွဲခြားပြီးတော့ဟောတယ်နော်အဲ့ဒီ9မျိုးမြတ်စွာဘုရားကအဲ့ဒီ9မျိုးထဲမှာတဲ့နံပါတ်1ဝတ္တကပမာတတ်ခြင်းနဲ့မုံတီးတဲ့မိမိယောက်ျားကိုတတ်ပြစ်ခြင်းနဲ့အမျိုးသမီးသူသသမားနဲ့တူတယ်လို့ဆိုတဲ့အမျိုးသမီးစောရီသမားရလာတဲ့ပစ္စည်းတွေကငွေတွေဖတ်ထားတဲ့အမျိုးသမီးနော်ဇနီးပဲအယတမအရှင်သခင်မလို့ယောက်ျားပေါ်မှာဆက်ဆံတဲ့အမျိုးသမီးတဲ့အဲ့ဒီအမျိုးသမီး3ဦးကတော့ဇနီးတဲ့3ဦးကတော့ဒုက္တိလရူပါအကျင့်မကောင်းမှုလို့သတ်မှတ်တယ်မြတ်စွာဖရုတာချန္တနဲ့အနာဒရာအိမ်နောက်ဘက်ပေါ်မှာလေးစားသမှုမပြုဘူးဒါကြောင့်မို့အဲ့ဒီလိုဇနီးတဲ့မျိုးဟာကာယတဘေဓာနေရယံဝဆန္တိတေဒီချာမဲမှာငရဲကြတတ်တယ်တဲ့ဗျာဆောက်ပြနော်ငရဲကြတယ်အဲ့ဒီပုဂ္ဂိုလ်တချို့ကဒါအကုသိုလ်လို့ထင်ကြမှထင်မှာဒါအကုသိုလ်စိတ်တွေအဲ့ဒီအမျိုးသမီး3ဦးဇနီးတဲ့3ဦးကတော့သေရင်တော့ငရဲတော်ဖို့ပဲရှိတယ်ဒီလိုဆိုနော်ဟောနောက်ကျန်တဲ့မာတာတမမိခင်နဲ့အလားတူတဲ့ဇနီးတဲ့ပခိနီတမနှမလေးလိုညီမလေးလိုယောက်ျားပေါ်မှာဆက်ဆံတဲ့ဇနီးတဲ့
တခိသမမိတ်ဆွေတငယ်ချင်းတို့ဆက်ဆံတဲ့ဇနီးတဲ့ဓာတိသမကျွတ်မလို့အနေထားမျိုးနဲ့မျိုးသားကိုဆက်ဆံတယ်ဆိုတဲ့ဇနီးတွေကြီးကြတော့တဲ့၄မျိုးကြတော့ဘာဖြစ်သီလေထိတတ်တာကိုချင်းသီလကောင်းတယ်တဲ့သူတို့ဟာကိုချင်းသီလကောင်းကြတယ်ကိုချင်းတရားကောင်းတယ်စိရရတ္တတံဝုဒ္ဒစောင်းဆောင်စီစီရှိတဲ့မေတ္တာတွေနဲ့နေကြဒါကြောင့်မို့လို့ကိုချင်းသီလရှိပြီးတော့စိတ်နေသဘောထားမေတ္တာတရားမပြတ်နေသည့်အတွက်ကြောင့်ကာယတ္တဗေဒသုကတိဝဆန္တိအဲ့ဒီဇနီးတဲ့မျိုးတွေကြတော့သေဒီချားမဲ့မှာကောင်းရသုတိဘုံရောက်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့ဒီလိုအကျယ်ရှင်းပြပြီးတော့မြတ်စွာဘုရားကဲသူဇာတာနင်ဘယ်မျိုးစားတဲ့ကလဲတဲ့ဒီ9မျိုးထဲမှာဘယ်မျိုးစားတော့ဆိုသူဇာတာဟာတခါလေမြတ်စွာဘုရားကိုရှောက်လိုက်တယ်အရှင်ဘုရားတဲ့ဒီနေ့ကစပြီးတပည့်တော်ဓာတိတမယောက်ျားပေါ်မှာကျွတ်မလို့ဆက်ဆံတဲ့ဇနီးတယ်လို့ဖြစ်ပါစေမယ်ဓာတိတမလုံးဝနှိမ့်ချဒါပြောအိမ်မှာခါတိုင်းလို့ယောက်ခမကြီးလည်းကြီးမဆိုင်ဘူးဟောယောက်ခမအထီးလည်းကြီးမဆိုင်ဘူးယောက်ခမအမလည်းကြီးမဆိုင်ဘူးယောက်ျားလည်းကြီးမဆိုင်ဘူးယဟန်တန်ဃာတွေလည်းကြီးမဆိုင်ဘူးဆိုတဲ့အနေအထားမျိုးတပည့်တော်မဖြစ်စေရပါဘူးတပည့်တော်ကိုအကောင်းဆုံးဖြစ်တဲ့ဓာတိသမနော်ကျွမ်းမနဲ့အလားတရံသူရဲ့ဇနီးတယ်လို့တပည့်တော်ကိုမှတ်တော်မူပါလို့ဆိုအဲ့ဒီကလေးကအနာရဝိတ္ထေအိမ်မှာတိတ်ဆိတ်ငြိမ်သက်သွားလိုက်တာရှံဖြစ်တန်လည်းမကြားရတော့ဘူးစူးစူးညံညံလည်းမကြားရတော့ဘူးမိသခရဲ့မြင်မသူစာတာလိမ္မာသွားတာဒီသုတ်တန်လေးကိုဟောလိုက်မြတ်စွာဘုရားဒါရှင်းပြလိုက်တာနဲ့လိမ္မာသွား